ဘူးတလုံးဆောင်အိုတော်မစင်းရဘူးဆိုပြီးလှုပ်လိုက်တည်တယ်မဲဘူးတလုံးဆောင်အိုတော်မစင်းရဘူးတဲ့ငိုးမပဲတော်စိတ်တက်တွေကိုခင်ဗျဘလောက်တောင်မှကောင်းတယ်လေ standard ဖြစ်တဲ့ဖြစ်စိတ်ဝိညာဉ်တွေဖြစ်အောင်လူငယ်တွေကိုငယ်တဲ့တင်ပေးတာမဟုတ်ဘူးစောက်တလွဲအဲ့လိုဆိုရိုးစကားတွေအများကြီးပဲအစိတ်တောက်တွေချင်းထဲတဲ့ဟာတွေအတွေးကောင်အမားတွေပေးတာတွေလူစွမ်းလူစားမထွက်အောင်လုပ်တာတွေဖြည့်သိမ့်တက်အောင်လုပ်တာတွေစောက်ပြင်းကြီးအောင်လုပ်တဲ့စကားပုံတွေအများကြီးပဲခင်ဗျတို့ချရေးကြီးလို့ကျွန်တော်ပြောခဲ့ပြီအဲ့လားဟာလားမြမဂျင်းစကားစုများဆိုပြီးတော့အိမ်မှာကတ်ထားလိုက်အဲ့ဒါသစ္စာနာပြတာလေဟောမင်းပြောတာမှန်တယ်ဒါပေမဲ့မှန်တိုင်းလည်းမကောင်းဘူးမှန်တာပြောရင်ရွာပြင်ထုတ်ခံရတယ်ငိုးမဘောလို့ပြောလိုက်အဲ့လိုမျိုးလေးပေါ့အဲ့လိုပြောရင်သူများလာပြောရင်လည်းအော်ဟုတ်တယ်လို့ကိုကပဲခံလိုက်ရတော့မလို့သိမလားမဟုတ်ဘူးအဲ့ဒါတွေမားနေတယ်အဲ့ဒါတွေတက်လူတွေကိုလေအဲ့လိုရိုးကြိုးပြီးမပြောရဲမဆိုရဲအရှက်အကြောက်ကြီးကိုဖြစ်နေတာတွေကိုမလုပ်ရဲအောင်အစွမ်းဘာလဲမစွန့်စားရဲအောင်အစ်စ်အများနဲ့မတူတဲ့တမူထူးကြတဲ့အစ်စ်တွေကိုတီထွင်လူစိတ်မရှိအောင်လုပ်တဲ့စကားရက်တွေဖြစ်တယ်ဆိုရိုးစကားတွေဖြစ်တယ်စကားပုံတွေဖြစ်တယ်